Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro ထဲမှာ Water Effect တက်တကူဘယ်လိုလုပ်ကြမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးတိုင်းတိုင်းထဲမှာကျွန်တော်ရေလုံနေတဲ့ဗီဒီယိုတစ်ပုဒ်ဆွဲထည့်ထားပါတယ်။ပြီးရင်တက်တကူလုံးမှာဖြစ်တဲ့အတွက်စာတန်းထိုးရမှာပဲဖြစ်ပါတယ်။စာတန်းထိုးမယ်ဆိုရင်တော့ဒီ web ရဲ့2လေးတွေကတိုက်2လေးကိုယူမယ်ပြီးရင်ဒီဗီဒီယိုကိုတစ်ချက်ကလစ်ပြီးတော့စာတန်းထိုးမှာပဲဖြစ်ပါတယ်။ Okay ကျွန်တော် Water ဆိုတဲ့စာတန်းလေးကိုထိုးထားပါတယ်။ထိုးပွားရင်ဆိုရင်တော့ဒီစာတန်းကိုကျွန်တော်တို့ကပြင်ကျင်နေဆိုရင် Essential Graphic တွေကိုသွားပါ။သွားပြီးလို့ရှိရင်ကိုယ်ပိုင်ကို font တွေလည်းချိန်လို့ရပါတယ်။စာတန်းတွေလည်းအကြီးသေးကိုကိုလိုချင်သလိုလုပ်လို့ရပါတယ်။ Okay ကျွန်တော်စိတ်ကြိုက်ပြောင်းဖို့ရည်ဆိုရင်တော့ဒီစာတန်းလေးတွေကိုကျွန်တော်တို့ effect တစ်ခုထည့်ရမှာပဲဖြစ်ပါတယ်။ effect ထည့်မယ်ဆိုရင်တော့ effect panel လေးကိုသွားပါပြီးရင် search box မှာ turbulent display ဆိုတာလေးကိုရိုက်ရှာမှာပဲဖြစ်ပါတယ်။ပြီး turbulent display လေးကိုတွေ့ပြီဆိုရင်ဒီစာတန်းလေးတွေကိုဆွဲထည့်လိုက်ပါ။ဆွဲထည့်လိုက်ပြီဆိုတာနဲ့ဒီ water ဆိုတဲ့စာတန်းကလည်းဒီလိုပုံစံပြောင်းသွားသလိုဒီဘက် effect control ထဲမှာလည်း turbulent display ဆိုတဲ့ effect လေးဝင်နေပြီပဲဖြစ်ပါတယ်။ဒီတဲ့ effect တွေကိုကျွန်တော်နည်းငယ်ပြောပြမှာပဲဖြစ်ပါတယ်ဒီထဲမှာ display man ကတော့စာတန်းကလှုပ်တဲ့ပုံစံကဘယ်လိုပုံစံလှုပ်ချင်တာလဲဒါကိုလိုက်ပြီးတော့ကိုယ်ပိုင်ကိုလိုက်ချိန်ကြည့်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ turbulent ဆိုတာလေးပဲထားလိုက်ပါမယ်amount ဆိုတာတော့ဒီလှုပ်တဲ့ပုံစံကပို့ပြီးတော့ကြီးတယ်ပြီး size ဆိုလည်းအတိုင်းပဲပေါ့နော်ပို့ပြီးတော့ဘယ်လိုပုံစံလှုပ်ချင်တာလဲဒါကတော့ဒီစာတန်းလှုပ်တဲ့ပုံစံကိုပဲလိုက်ပြီးတော့ပဲပြင်ပေးရဟာတွေပဲဖြစ်ပါတယ်ဒီ offset ဆိုရင်လည်းအတိုင်းပဲပေါ့နော်စာတန်းလှုပ်တဲ့ပုံစံကိုပဲလိုက်ပြီးတော့ပြောင်းသွားတာပဲဖြစ်ပါတယ်ဒီ complexity မှာဆိုရင်လည်းစာတန်းဘယ်လောက်ထိကိုဒီရေပုံစံတိုင်းဖြစ်နေမလဲပေါ့နော်ဒါကိုလိုက်ပြီးတော့တင်ကြည့်လို့ရပါတယ်ကျွန်တော်အဓိကလုပ်မှာတော့ဒီ evolution မှာပဲလုပ်မှာပဲဖြစ်ပါတယ် evolution မှာစပြီးတော့စာတန်းကိုရေလှုပ်တဲ့ပုံစံလိုမျိုးလိုက်ပြီးလုပ်ချင်တယ်ဆိုရင်တော့ဒီအပြောင်တန်းလေးကိုဗီဒီယိုရဲ့အစမှာပဲထားလိုက်ပါပြီး evolution ရဲ့ 2K animation မှာတစ်ချက်နှိပ်ပြီးတော့ဒီ key plane လေးတစ်ခုခေါ်လိုက်မှာပဲဖြစ်ပါတယ်ပြီးရင်ဗီဒီယိုရဲ့အဆုံးကိုတွားလိုက်ပါတွားပြီးွားရဆိုရင်တော့ဒီ evolution မှာကျွန်တော်တို့ကများများတင်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အစအနေပြန်ကြည့်လိုက်မယ်ဆိုရင်ဒီမှာရေလိုမျိုးလှုပ်တဲ့ပုံစံလေးရတိုင်းပဲဖြစ်ပါတယ်ဒါအောင်မှကျွန်တော်တို့ကမကြိုက်သေးဘူးဆိုရင်ဒီဘက်ထဲမှာလာပြီးတော့ကိုယ့်ဘိုင်ကိုပြင်ကြည့်ပေါ့နော်ဒီလိုပုံစံလေးရတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ Premium Pro ထဲမှာ Water Effect တက်တကူဘယ်လိုလုပ်ကြမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်